တော့ United နေပြ Michael Carrick ကတော့သူ့ရဲ့ယာယီနီးပြအဖွင့်ပွဲစဉ်ဖြင့်မနက်ဖြန်မှာကစားမယ့် Manchester Derby ပွဲစဉ်မှာစတင်တာဝန်ယူသွားရမှာဖြစ်ပါတယ်။လက်ရှိချိန်မှာ United ဟာဒီ Derby ပွဲစဉ်အတွက်ကို3ပွဲသာ training session ရှိပြီး Carrick ကလည်းပထမဆုံးလေ့ကျင့်ခွင့်ရတဲ့အချိန်တွေကအစောဆုံးရောက်ရှိနေခဲ့တယ်ဆိုပြီးတော့နာမည်ကျော် report တော်တော်များများဖော်ပြခဲ့ပါတယ်။ဒီနေ့ Manchester Derby ဟာ United အတွက်အတော်လေးကိုအရေးပါသလိုတစ်ဖက်က Man City အတွက်လည်းအရေးပါတယ်လို့ပြောရမှာပါ။ Manchester Derby တမိုင်းတစ်လျှောက် United ဟာအင်္ဂလန်မှာကစားတဲ့ပွဲစဉ်တိုင်းရလက်ကောင်းလေးရှိပေမဲ့နောက်ပိုင်းမှာတော့ Man City ရဲ့လွှမ်းမိုးမှုကိုတစ်ဖက်သက်ခံလာရတာကိုမြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။အဲ့လိုပြင်နောက်ပိုင်းပွဲစဉ်တွေမှာ Man City အနေနဲ့ United အသင်းကိုအတော်လေးလွှမ်းမိုးထားနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးတော့ပထမကြောတွေးဆုံခဲ့စဉ်တုန်းကလည်း Egypt မှာ3ဂိုးပြတ်နဲ့ United ကိုပြတ်သွားတာနိုင်ရရှိခဲ့တာပါ။ဒါအပြင်ပြီးခဲ့တဲ့ရာသီ200လီဆက် Egypt မှာကစားခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် United အသင်းအနေနဲ့ Man City အသင်းကို2ကြိမ်တိတိအနိုင်ရရှိခဲ့ပေမဲ့လည်းဒီ Premier League အနေနဲ့ဒီ Old Trafford မှာကစားခဲ့တဲ့ပွဲစဉ်မှာတော့ United ဟာပြီးခဲ့တဲ့ရာသီကလည်းဂိုးမရှိသေးရလဲထွက်ပေါ်ခဲ့သလိုတရားလီကျော်ကလည်း3ဂိုးပြတ်နဲ့ရှုံးနေခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ United အနေနဲ့ Man City ကိုအိမ်ကွင်းမှာနောက်ဆုံးနိုင်ရရှိခဲ့တာကပြီးခဲ့တဲ့2023ဇန်နဝါရီ14ရက်နေ့ဖြစ်ပြီးတော့အဲတုန်းက2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တာပါ။လက်ရှိအချိန်မှာ United အသင်းဟာမပေးစရာရဲ့အဆင့်9နေရာမှာရပ်တည်နေပြီးတော့ဇယားထိပ်ဆုံး4နေရာကိုဝင်ရောက်ခွင့်ရဖို့အတွက်လီဗာပူးအသင်းနဲ့3မှတ်ကွာဟနေတာပါ။ဒီဘက်က Man City အသင်းရဲ့အနေအထားကိုပြန်ကြည့်မယ်ဆိုရင် Man City အသင်းဟာဇယားထိပ်ကဥဆောင်နေတဲ့ Arsenal အသင်းနဲ့အမှတ်မပြတ်ဖို့အတွက်ဒီပွဲစဉ်ကိုမဖြစ်မနေနိုင်ကစားလာမှာပါ။ဒီနှစ်သင်းရဲ့နောက်ဆုံးပြိုင်ပွဲစုံ9ပွဲမှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင် United အသင်းဟာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ Newcastle အသင်းနဲ့ကိုနိုင်ရရှိခဲ့ပြီးတော့3ပွဲဆက်တိုက်အသေးကြကပြီးခဲ့တဲ့ဘက်ကလည်း Brighton အသင်းကို2ဂိုးနဲ့ရှုံးနေပြီး FA ဖလားပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ Man City အသင်းကတော့ United နဲ့ပြောင်းပြန်နေထားဖြစ်ပြီးတော့သူတို့အနေနဲ့ Sunderland, Chelsea, Brighton တို့ကိုဆက်တိုက်အသေးကြခဲ့ပေမဲ့ FA ဖလားပြိုင်ပွဲမှာဒီပြိုင်ဘက်အသင်းကို10ဂိုးပြတ်နိုင်ရရှိခဲ့တယ်လို့ပြီးခဲ့တဲ့ Carabao Fla Semi Final ပထမအကြော့မှာလည်း Newcastle အသင်းကို2ဂိုးပြတ်နဲ့နိုင်ရရှိခဲ့တာပါ။လက်ရှိလူစင်းနဲ့ကစားကွက်ဖန်တီးမှုရာ Man City အသင်းဟာအတော်လေးကိုအားကောင်းနေပြီးတော့သူတို့ရဲ့တိုက်စစ်အင်အားစုဖြစ်တဲ့ Haaland, Cherki နဲ့အသစ်ခေါ်ယူထားတဲ့ Semen တို့တိုက်စစ်အတွက်အတော်လေး on fire ဖြစ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ United ကတော့အားလုံးသိတဲ့အတိုင်းဒီပွဲစဉ်မှာတိုက်စစ်ပိုင်းကအားထားတဲ့ကစားမတွေဖြစ်ကြတဲ့ Brian Mbeumo နဲ့ Amad Diallo တို့ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ Bruno Fernandes နောက်တန်းက Harry Maguire တို့ကလည်းကြံ့ခိုင်မှု 100% ပြေးဝနေတာဖြစ်ပါတယ်။ဒါပေမဲ့ United ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ကွင်းလယ်ပိုင်းကတော့အခုချိန်ထိနီးပြကားရင်းအနေနဲ့အဖြေရှာမဲ့ပုံစံတစ်ပုဒ်ဖြစ်နေပြီး Casemiro နဲ့ Ugarte အတွဲကိုပဲထုတ်သုံးမလားဒါမှမဟုတ် Casemiro နဲ့ Maino အတွဲကိုထုတ်သုံးမလားဒါမှမဟုတ်အရင်တုန်းကနီးပြ Amorim လက်ထက်မှာအသုံးပြုခဲ့တဲ့ Bruno Fernandes နဲ့ Casemiro အတွဲကိုပြန်သုံးမလားဆိုတာစိတ်ဝင်စားကြပါဒီပွဲစဉ်ဟာ United နီးပြ Michael Carrick အတွက်ပထမဆုံးယာယီနီးပြအဖွင့်ပွဲစဉ်မှာကင်တွယ်ရမယ့်ပထမဆုံး Manchester Derby ပွဲစဉ်လည်းဖြစ်ပါတယ်။ Michael Carrick ဟာ United ကိုနောက်ဆုံးကင်တွယ်ခဲ့တဲ့3ပွဲမှာရလက်ကောင်းတွေရရှိအောင်ဆော့ဆော့နိုင်ခဲ့ပြီးတော့ Arsenal လိုတင်းမျိုးကိုတော့မှ3ဂိုး1ဂိုးနဲ့နိုင်ရရှိခဲ့တာပါ။ဒါကြောင့် Michael Carrick အနေနဲ့သူ့ရဲ့ဒီ Manchester Derby အဖွင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ရမယ့်ဒီတစ်ခေါက် Old Trafford ပွဲစဉ်မှာရလက်ကောင်းတွေရရှိအောင်ဆော့ဆော့နိုင်ခဲ့မယ်ဆိုရင်တော့သူ့ဘော် United ပရိသတ်တွေအထင်ကြီးမှုကိုရရှိစေမှာသိကြပါလိမ့်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း Man City အသင်းရဲ့ရမှတ်လိုအပ်နေမှု United အသင်းရဲ့ form တည်ငြိမ်မှုကြောင့်ဒီပွဲစဉ်မှာ United တို့ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲတော့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဒါ Carrick ရဲ့ပထမဆုံး Manchester Derby ပွဲစဉ်ကတော့ကျွန်တော်မြင်ရပြောမယ်ဆိုရင်တေးရတဲ့နောက်ပဲပြီးဆုံးသွားဖို့ရှိနေတယ်။အပြန်အလှန်အတွင်းပွဲတွေကိုမြင်တွေ့ရဖို့ရှိနေပြီးတော့ Manchester Derby ရဲ့ထုံးစံအတိုင်းပြိုင်ဆိုင်မှုပြင်းထန်မှုတွေလည်းမြင်တွေ့ရဖို့ရှိနေပါတယ်။ United အနေနဲ့သူတို့ရဲ့ဥဆောင်ကိုတွေအရင်တွန်းတက်ရင်မထိန်းနိုင်တဲ့ပုံစံတွေအကြောင်းဂိုးပြန်ပေးရဖို့ရှိနေပြီးတစ်ဖက်2ဂိုးစီနဲ့တေးရတဲ့လောက်ထွက်ပေါ်သွားမယ်လို့ခန့်မှန်းမိပါတယ်။ United ပြည်သက်တွေကဒီပွဲရလက်ဘယ်လိုဖြစ်မယ်လို့ထင်ပါသလဲ။အောက်က comment မှာမှတ်ချက်ပေးပြီးတော့ဆွေးနွေးခဲ့လို့ရပါတယ်။